ဂူရာနိုမီကအကျန်းဆုံးပါရာမီဇီယာအမျိုးအစားလားကဲဒီနေ့မှာတော့တောင်းဆိုထားတဲ့ဂူရာနိုမီအကြောင်းပြောမယ်ခုလက်ရှိမှာတော့မာရှယ်ဒီချစ်ကပိုင်ဆိုင်ထားတယ်ချစ်ကဒီအတီးကိုဘယ်လိုရခဲ့လဲဆိုတာမသိသေးပါဘူးဆုံးမှာကျွန်တော်ထင်လေးပြောထားတယ်တီးရဲ့မျိုးစားကတော့ပါရာမီဇီယာမျိုးစားဖြစ်တယ်အတီးရဲ့လုံနိုင်စွမ်းကတုံခါမှုတွေငလင်းတွေကိုထုတ်လွှတ်နိုင်သေးတာပါထုတ်လွှတ်မိနေရာအတိအကျကိုလည်းသတ်မှတ်လို့ရတယ်ဥပမာပြစ်မှတ်ကိုချိန်ပြီးသုံးပြတာမျိုးပေါ့ကိုတိုင်းအဖြတ်ဆွမ်းအားကြီးဆုံးပါရာမီဇီယာမျိုးစားဖြစ်တယ်လို့ပြောထားတယ်ဟုတ်တယ်လေဟုတ်ပါတယ်ပင်လယ်ကိုတော့ပိုင်းဖြစ်အောင်လုပ်နိုင်တာဆိုတော့ထားပါရင်ကပိုင်ဆိုင်ခဲ့တဲ့အဝက်နျူးဂိတ်ကိုယ်တိုင်ကလည်းအတီးကိုသုံးပြီးတော့ကြမ်းပြခဲ့ပါတယ်ဒီတီးကိုသုံးတဲ့သူကတောက်ဘောဖြစ်နေရင်တော့အတီးကတော့ဘာလို့ကြမ်းနေတဲ့အတီးဆိုတော့တော်လေးမိုက်ပဲခုလက်ရှိမှာလည်းချီစ်ကဒီတီးကိုကျွမ်းကျင်သုံးချတတ်နေလို့နောက်ဆိုတုံးခါမှုအကြီးစားကြီးတွေကိုဖက်ပြီးမြင်ရဖို့ရှိတယ်ဂူရာနိုမီအကြောင်းကတော့ဒါပဲဗီဒီယိုကနည်းနည်းတိုးနေတယ်ထင်လို့မာရှယ်ဒီချစ်ကဒီအတီးကိုဘယ်လိုယူသွားလဲဆိုတာကျွန်တော်အထင်လေးပြောမယ်ကိုပိုင်ထင်မြင်ယူဆချက်ဖြစ်တော့နားလည်ပေးပါရိုထင်တာတိရရရှိရင်လည်း comment မှာမှန်းကြလို့ရတယ်ကျွန်တော် comment တစ်ခုချင်းစီကိုအလေးထားပြီးဖတ်ပါတယ်ဆိုတော့ကျွန်တော်အထင်ကိုပြောမယ်ချစ်ကိုရိုင်းကလည်းသူဒီလိုလောက်တာကိုအောင်မြင်မယ်မအောင်မြင်ဘူးမသေးကြပဲစမ်းပြီးလောက်ခဲ့တာဆိုတော့သူဒီလိုလောက်တာပထမဦးဆုံးအချိန်လို့တော့ထင်တယ်ဘာလို့ဝင်မဲကြီးအုပ်လိုက်လဲဆိုတော့သူ့ရဲ့ယာမီနိုမီအတီးရဲ့ဖူးပါဝါကိုသုံးညင်လို့ဖြစ်ပါလိမ့်မယ်အမီကလည်းအမောင်တူးနဲ့တက်ဆိုင်နေတာဆိုတော့အဲ့လိုနဲ့ user တည်သွားရင် review ကဘေးနားမှာရှိတဲ့အသီးတွေကိုပြန်လည်ဝင်စားတဲ့အချက်ကိုအသုံးချပြီးတော့ teach ကယူသွားတယ်လို့တော့ထင်တယ်သူချုံပြောရရင်သူ့ရဲ့အမောင်တီးကိုအသုံးချပြီးဂူရာနိုမီကိုစုပ်ယူသွားတယ်လို့တော့ထင်တယ်ကျွန်တော်အထင်တက်မလို့ဘရိုထင်တာတိရလေးတွေရှိရင်လည်းပြောခဲ့လို့ရပါတယ်ဆိုတော့ဒီနေ့ကဒီလောက်ပါပဲ like နဲ့ follow လေးလုပ်ခဲ့ပေးကြပါဦးအားလုံးပဲ see you the next video